မာလာမီကိုတစ်ဖက်သက်ချစ်နေတဲ့ညာတန်ရုပ်ရဲ့ဘဝဟာတကယ်ကြတော့အေးလေတကယ်ကြတော့ပွင့်မှုဖြစ်လာခဲ့တဲ့ငါဘဝညာရန်ယူပါ